ကျွန်တော်ရဲ့5 minute fact check ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့အတွက်ကမ္ဘာစီးပွားရေးသမိုင်းမှာစံချိန်တင်နိုင်လောက်တဲ့အထိကုမ္ပဏီတက်တန်းရှေ့ချခဲ့တဲ့ကုငိုကုမ္ပဏီအကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ခုခေတ်မှာကုမ္ပဏီတစ်ခုကနှစ်ပေါင်း90ဒါမှမဟုတ်100ဈေးကွက်ရဲ့ရည်တည်နိုင်ဖို့ဆိုတာမလွယ်ကူတော့ပါဘူးဒါပေမဲ့နှစ်ပေါင်း1400ကျော်ကြာအောင်ကျဉ်းညက်ခံရည်တည်ခဲ့တဲ့ကုမ္ပဏီတစ်ခုရှိပါတယ်ဒါကတော့ဂျပန်နိုင်ငံကကုငိုကုမ္ပဏီဖြစ်ပါတယ်ကုငိုကုမ္ပဏီကို1988ခုနှစ်ဂျပန်နိုင်ငံရဲ့မင်းသားရှိုတိုကူဟာပိုရီးယားကျွန်းဆွယ်ကနေကျွမ်းကျင်တစ်သားလက်သမားဆရာ3ယောက်ကိုဖိတ်ခေါ်ခဲ့ပါတယ်အဲ့ဒီထဲမှာရှီဆုကွန်ကိုဆိုတဲ့သူကဂျပန်နိုင်ငံရဲ့ပထမအဦးဆုံးတရားဝင်ဘုံကျောင်းဖြစ်တဲ့ရှီတနောဂျီကိုဆောက်လုပ်ဖို့စတင်ရှောင်ခဲ့တာဖြစ်ပါတယ်ဒီကုမ္ပဏီရဲ့အဓိကလုပ်ငန်းကတော့ဘာသာရေးဆိုင်ရာပုံကျောင်းတွေရိုးရာနန်းတွေနန်းတော်တွေပြသက်တွေဆောက်လုပ်ခြင်းtechnique ပြုပြင်ခြင်းလုပ်ငန်းတွေကိုလုပ်ဆောင်ခဲ့ရတာဖြစ်ပါတယ်သူတို့ရဲ့အထူးခြားဆုံးနည်းပညာကတော့ကူမီကီလို့ခေါ်တဲ့တန်လုံးဝမတုံးပဲတက်သားတွေကိုတစ်ခုနဲ့တစ်ခုချိတ်ဆက်ပြီးအသုံးပြုရတဲ့ဆောက်လုပ်ရေးနည်းပညာဖြစ်ပါတယ်ဒီနည်းပညာကြောင့်ပဲသူတို့ဆောက်ခဲ့တဲ့အဆောက်အအုံတွေဟာငလျင်တန်နဲ့မုန်တိုင်းတန်တွေကိုကျဉ်းကျဉ်းခံနိုင်ခဲ့တာဖြစ်ပါတယ်1400ကျော်ကြာအောင်ဘယ်လိုရည်တည်ခဲ့ကြတာလဲကုငိုကုမ္ပဏီဟာနှစ်ပေါင်း1400ကျော်ကြာအောင်ပျက်စီးပဲရည်တည်နိုင်ခဲ့တဲ့အဓိကလိုအပ်ချက်3ခုရှိပါတယ်အမှတစ်ခုကတော့မိသားစုအတွင်းစီမံခန့်ခွဲသူရွေးချယ်တဲ့အခါမှာအတော်ဆုံးသူကတတ်မှတ်ဖြစ်နေခဲ့ရင်တော့မှလုပ်ငန်းကိုလွှဲပြောင်းပေးခဲ့ကြတာပါနောက်တစ်ခုကတော့စီးပွားရေးကိုဗတ်စုံချက်ထွင်တာအထက်သူတို့ကျွမ်းကျင်တဲ့နယ်ပယ်ဖြစ်တဲ့လုပ်ငန်းကိုစောက်ချလုပ်ခဲ့ကြတာပါဂျပန်နိုင်ငံမှာဖုန်းကျောင်းတွေကိုထိန်းသိမ်းဖို့အမြဲတမ်းလိုအပ်ချက်ရှိနေတာကလည်းသူတို့အတွက်ဈေးကွက်အမခံချက်တစ်ခုဖြစ်ခဲ့ပါတယ်ဒီ၃ချက်ကြောင့်ပဲကုငိုကုမ္ပဏီဟာနှစ်ပေါင်း1400ကျော်တိုင်ရည်တည်နိုင်ခဲ့တာဖြစ်ပါတယ်လက်ရှိအခြေအနေမှာဘယ်လိုရှိလဲတမိုင်းကြောင်းရှိလျရတဲ့ဒီကုမ္ပဏီကလည်းခက်ခဲနဲ့ကြုံတွေ့ခဲ့ရပါတယ်1980ပြည့်နှစ်အလွန်တွေမှာအင်ချန်မြေဈေးကွက်ကမောက်ကမဖြစ်မှုတွေနဲ့အကျွေးနှုံနဲ့ရောက်ပြီး2006ခုနှစ်မှာတော့မိသားစုပိုင်ကုမ္ပဏီကနေရပ်တန့်ခဲ့ရပါတယ်ဒါပေမဲ့လည်းကုငိုကုမ္ပဏီဟာပျောက်ကွယ်မသွားခဲ့ပါဘူးတက္ကမဆုလို့ခေါ်တဲ့ construction group ကနေပြီးတော့ကုမ္ပဏီကိုဝယ်ယူခဲ့ပြီးလောက်ခံကုမ္ပဏီတစ်ခုအဖြစ်ရှေးအောင်အဆောက်အအုံတွေထိန်းသိမ်းရေးလုပ်ငန်းတွေကိုမူလအတိုင်းဆက်လက်လုပ်ကိုင်စေခဲ့ပါတယ်ဒါကြောင့်ကုငိုကုမ္ပဏီဟာတမိုင်းအပြောင်းလဲတွေစစ်ပွဲတွေငလျင်တွေဒါတွေကိုကြော်ဖြတ်ပြီးတော့ယနေ့ချိန်ထိရှိနေသေးတဲ့ကမ္ဘာအဟောင်းဆုံးကုမ္ပဏီအဖြစ်တမိုင်းဝင်နေတာဖြစ်ပါတယ်ကျွန်တော်ခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုချစ်နေတတ်တယ်ဆိုရင်တော့ like and subscribe လုပ်ဖို့မေ့ပါနဲ့